လူတွေမှာစီးပွားဥစ္စာယိုကျပျက်စီးဖို့အတွက်ရိုးပေါက်ကြီးတွေပဲနှပေါက်ရှိပါသလဲလို့မြတ်စွာဘုရားကိုမေးတဲ့အခါဘုရားအဖြေထားတာရှိတယ်သစိတ်ဓာနိလောကတမေယထဝိတ္တံနတ္တိဋ္ဌတိဆိုလိုတဲ့အဓိပ္ပာယ်ကဘာတော့ဆိုယထဝိတ္တံနတ္တိဋ္ဌတိဝိတ္တဆိုတာလူတွေလိုချင်တဲ့စီးပွားဥစ္စာလူတွေလိုချင်တဲ့စီးပွားဥစ္စာတွေဟာမတည်ထနိုင်တဲ့ရိုးပေါက်ကြီးက6ခုရှိတယ်တဲ့လောကမှာအဲ့ဒီ6ခုကိုပိတ်ဆို့နိုင်ဖို့လိုတယ်မပိတ်ဆို့လို့ရှိရင်ပင်ပင်ပန်းပန်းရှာထားတဲ့ဥစ္စာဒနာတွေတို့မို့မိဘဘိုးဘွားတွေရှာထားလို့အမွေရတဲ့ဥစ္စာဒနာတွေတို့မို့ကံပေးလို့ရထားတဲ့ဥစ္စာဒနာတွေဟာယိုကျသွားနိုင်သေးတယ်ပျက်စီးသွားနိုင်သေးတယ်လူဆိုတာအမျိုးမျိုးရှိတယ်ကိုယ့်ကိုပင်ပန်းပန်းရှာထားတဲ့ရှာရတဲ့လူကလည်းရှိသေးတယ်မိဘအမွေရလို့ထိုင်စားရတဲ့လူကလည်းရှိသေးတယ်ကံကောင်းတာနဲ့ကိုမိဘအစီကလည်းမဟုတ်ဘူးအချောင်ရလိုက်တဲ့အမွေကလည်းရှိတတ်သေးတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ရလာတဲ့စီးပွားဥစ္စာတွေယိုကျပျက်စီးသွားခြင်းမရှိအောင်ယူပေါက်တွေကိုလုံးလုံးပိတ်ထားဖို့လိုအပ်တယ်တဲ့ယူပေါက်ဆိုတာအပြင်ကလာတာမဟုတ်ဘူးအဲ့ဒီမှာမြတ်စွာဘုရားကယူပေါက်6ပေါက်ဆိုတာကိုခေါ်ထားတာရှိတယ်ဒါလည်းအလေးနဲ့ထားပြီးတော့မှတ်သားဖို့ရေးကြည့်တယ်ပေါ့လေးနဲ့ထားတဲ့အရာတစ်ခုပဲရလာတဲ့စည်းစိမ်ဥစ္စာတွေကိုယ်တဏ္ဍာမှာတည်ထခိုင်မြဲနေဖို့နံပါတ်1ယောဘောက်ကဘာလဲလို့ဆိုရင်အာလတယအပြင်းထူခြင်းနော်စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝတဲ့လူတွေဟာပြင်းထူဒါမို့တထေးသားတွေကများသောအားဖြင့်မွဲတော်တာပဲများမိဘဆရာရတဲ့အမွေတွေထိုင်စားသုံးဖြုံပြီးတော့တထေးသားတွေကနောက်ဆုံးကျတော့မွဲသွားပြင်းထူတာကိုယ်တိုင်အခြေခံကနေစားပြီးတော့ရှားပွေလောက်ကင်လာလို့ရလာတဲ့စုဆောင်းထားတဲ့စည်းစိမ်ဥစ္စာတွေကိုအလွယ်တကူရထားတဲ့ပုဂ္ဂိုလ်တန်ဖိုးမထားတတ်ဖက်နဲ့ဒီပစ္စည်းဥစ္စာတွေကိုထိမ့်ဖို့သိမ့်ဖို့ဆိုတာတွေနားမလဲပဲနဲ့အပြင်းထူနေလို့ရှိရင်စီးပွားဥစ္စာတိုးတက်အောင်မလုပ်နိုင်ဘူးရှိထားတဲ့စည်းစိမ်ဥစ္စာတွေတိုးအောင်မလုပ်နိုင်ဘူးအပြင်းထူနေမယ်အာလတိယအပြင်းထူထိုင်ပြီးရင်လည်းထတော့အိမ်ပြီးရင်လည်းထတော့တဖေးဆိုင်သွားထိုင်တနေ့ကုန်ကစားဝိုင်းသွားငေးတနေ့ကုန်ထတော့ဘူးရောက်တဲ့နေရာမှာငေးမောပြီးတော့လောရမယ့်အလုပ်တွေအချိန်ကုန်ခံပြီးမလုပ်ဘဲနဲ့နေတဲ့ပုဂ္ဂိုလ်ဒါကိုအပြင်းထူတယ်လို့ခေါ်တာနော်ပြင်းတယ်